တို့ပြောပြပေးမှာတော့ TikTok မှာငွေစာခြင်းနဲ့မိတ်ဆွေများအတွက်ဂျပန် TikTok အကောင့်ဖွင့်တဲ့နည်းလေးကိုပြောပြပေးမှာဖြစ်ပါတယ်ဗျာ TikTok မှာငွေစာခြင်းတွေကျွန်တော်တို့ဂျပန် TikTok အကောင့်ဖွင့်တဲ့နည်းလေးကိုပြောပြပေးမှာဖြစ်ပါဗျာဖွင့်နည်းလေးကတော့အဆင့်ကျွန်တော်တို့၄ဆင့်စီပါတယ်ဗျာတစ်ဆင့်ပြီးတစ်ဆင့်လိုက်ပြီးတော့လုပ်ကြည့်လိုက်ပါဗျာဂျပန် TikTok အကောင့်ဖွင့်လို့ရပါဗျာဒါဆိုရင်ကျွန်တော်တို့တစ်ချက်ကြည့်လိုက်ကြအောင်ပါဗျာကျွန်တော်တို့ပထမဆုံးအနေနဲ့ဂျပန် VPN ဖွင့်ထားလို့ရတယ်ကျွန်တော်တို့ဂျပန် VPN ကျွန်တော်တို့ခိုင်မာဖွင့်ထားဖို့လိုပါတယ်ဂျပန် VPN ကျွန်တော်တို့ချိန်ထားလိုက်ပါပထမဆုံးတစ်ဆင့်နေနဲ့ဂျပန် VPN ကိုအရင်ဆုံးချိန်ထားလိုက်ပါဗျာပထမဆုံးတစ်ဆင့်ပြီးသွားလို့ဆိုရင်ကျွန်တော်တို့ဒုတိယအဆင့်နေနဲ့ကျွန်တော်တို့ Chrome browser ကိုတစ်ချက်သွားပါမယ်ဗျာပထမဆုံးအနေနဲ့ VPN ကိုချိန်ပြီးတော့ဒုတိယအဆင့်နေနဲ့ကတော့ Chrome browser လေးကိုကျွန်တော်တို့တစ်ဆင့်သွားပါမယ်ဗျာ Chrome browser ထဲမှာ TikTok ဆိုပြီးတော့ TikTok.com ဆိုပြီးတော့ကျွန်တော်တို့လိုက်ရှာလိုက်ပါဗျာ TikTok.com ဆိုပြီးတော့ TikTok.com ဆိုပြီးတော့ရိုက်ရှာလိုက်ပါဗျာTikTok.com ဆိုပြီးတော့ရိုက်ရှာလိုက်ပါဗျာပြီးလို့ရှိရင်အဲ့ထဲကိုတစ်ချက်ဝင်လိုက်ပါဗျာဝင်ပြီးလို့ရှိရင်ကျွန်တော်တို့ကဂျပန် TikTok အကောင့်ဖွင့်ဖို့အတွက်အချက်လက်တွေကိုထည့်ပေးရပါမယ်ဂျပန်အကောင့်ဖွင့်ဖို့အတွက်အချက်လက်တွေဖွင့်ပေးရပါမယ်ဗျာအဆင်ပြေဆုံးကတော့ကျွန်တော် Gmail အကောင့်အသစ်ရှိရဆိုရင်အပူပြီးအဆင်ပြေပါတယ်တခါမှမဖွင့်ရသေးတဲ့ Gmail အကောင့်နဲ့လည်းဖွင့်လို့ရပါတယ်ဒါမှမဟုတ်ကျွန်တော်ဖုန်းနံပါတ်နဲ့လည်းဖွင့်လို့ရပါတယ်ဗျာတတိယအဆင့်အနေနဲ့ကတော့ Chrome က TikTok.com ထဲမှာကျွန်တော်တို့အချက်လက်တွေကိုဖြည့်ပြီးတော့ Gmail တခါမှမဖွင့်ရသေးတဲ့ Gmail အကောင့်ကိုကျွန်တော် Gmail အကောင့်အသစ်ရှိရင် Gmail အကောင့်ကိုကျွန်တော် TikTok မဖွင့်ထားသေးတဲ့ Gmail အကောင့်ကိုကျွန်တော်တို့ရိုက်ထည့်ပေးလိုက်ပါဗျာ Gmail နဲ့မဟုတ်ရှင်လဲကျွန်တော်တို့ဖုန်းနံပါတ်နဲ့စမ်းပြီးတော့ဖွင့်ကြည့်လိုက်ပါကျွန်တော်တို့မွေးသက်ကရစ်ပေးတဲ့အခါတိုင်းမှာလည်းအသက်16နှစ်ကျွန်တော်ပြေးဖို့လိုပါတယ်ဗျာကျွန်တော်အကောင့်ချက်လက်တွေပြေးပြီးကျွန်တော်တို့ Gmail လည်းထည့်ပြီးကျွန်တော်တို့မွေးသက်ကရစ်ကလည်းအသက်16နှစ်အထက်ထည့်ပြီးတော့ဒီချရွေးပေးဖို့ကျွန်တော်တို့မမေ့ပါနဲ့ဗျာဒါလေးကိုကျွန်တော်အသက်16နှစ်ထဲကိုထည့်ပေးရမှာဗျာကျွန်တော်တို့အထဲကိုကျွန်တော်တို့က TikTok အကောင့်ကိုနံပါတ်4တစ်ချက်ကတော့ TikTok အကောင့်ကိုအရင်အကောင့်ရှိရဆိုရင် TikTok အကောင့်ကိုဖြတ်ထားလိုက်ပါဗျာပြီးရင်ကျွန်တော်တို့ Play Store ကနေပြီးတော့ TikTok အကောင့်ထပ်ပြီးတော့အသစ် download ဆွဲခဲ့ပါဗျာပြီးလို့ရှိရင်ကျွန်တော်တို့ဖွင့်ထားတဲ့အချက်လက်တွေကို browser မှာဖွင့်ပြီးလို့ရှိရင်ကျွန်တော်တို့ TikTok အကောင့်ထဲကို login ဝင်လိုက်ပါဗျာကျွန်တော်တို့ပထမဆုံးအနေနဲ့browser မှာဖွင့်ပြီးလို့ရှိရင် TikTok အကောင့်မှာကျွန်တော်တို့ login ဝင်လိုက်ပါဗျာဒါဆိုရင်တော့စပြီးတော့အသုံးပြုလို့ရပါတယ်ဗျာဒါဆိုရင်မိတ်ဆွေရဲ့အကောင့်ကိုစီးကြည့်လို့ရတယ်ဒါဆိုရင် Japan region ဆိုရင်ကျွန်တော်တို့ကဝေစာလို့ရတဲ့ဂျပန်အကောင့်ရပြီဖြစ်ပါတယ်ဒါလေးကတော့ကျွန်တော်တို့ဂျပန်အကောင့်အလွယ်ကူဆုံးဖွင့်တဲ့နည်းလိုပဲဖြစ်ပါတယ်ဗျာမိတ်ဆွေတို့ကစမ်းပြီးတော့လုပ်ကြည့်လိုက်ပါဗျာပထမဆုံးအနေနဲ့ကျွန်တော်တို့ဂျပန် VPN ချိန်ထားရပါမယ်ဒုတိယအဆင့်အနေနဲ့ Chrome browser ကိုသွားပြီးတော့ TikTok.com ဆိုပြီးရိုက်စာပြီးတော့အချက်လက်တွေကိုဖြည့်ပြီးတော့ကျွန်တော်တို့ကအကောင့်ဖွင့်ပေးရပါမယ်ဗျာပြီးလို့ရှိရင်ထွက်ပြီးတော့အကောင့်ကိုထွက်ပြီးတော့အထဲကိုဝင်ပြီးတော့ login ပြန်ဝင်ပေးရပါမယ်ဗျာပထမဆုံးအနေနဲ့ဂျပန် VPN ဖွင့်ထားဖို့ချိန်ထားဖို့လိုအပ်ပါတယ်ဗျာဒီနည်းလမ်းလေးဒါဂျပန်အကောင့်အလွယ်ကူဆုံးဖွင့်တဲ့နည်းလေးပဲဖြစ်ပါတယ်ဗျာမိတ်ဆွေတို့ကစမ်းပြီးတော့ဖွင့်ကြည့်လိုက်ပါဗျာဂျပန် region နဲ့ဂျပန် TikTok အကောင့်ဖွင့်လို့ရမှာဖြစ်ပါဗျာဒါဆိုရင်ကျွန်တော်တို့ TikTok ကနေပြီးတော့ငွေစားလို့ရပါပြီဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ